ကြံတွင်းမှာဖက်ရွက်နဲ့လုပ်တဲ့မုတ်လေးစားကျင်တာရဲ့ကျမဝယ်ထားတဲ့ဘတ်စုံသုံးအိုးလေးကလည်းပေါင်းတဲ့အဆင့်လေးပါနေရောလေဟင်းတို့လေးလှူစားဖြစ်ပါတယ်ဟင်းတို့ကလေချင်းလေးမြမြလေးထည့်ပြီးမှပိုကောင်းတာပါနော်ပြီးရင်တော့ကြက်သွန်မိတ်လှီးထားတာလေးကိုဆန်မုတ်တစားကြက်သွန်မိတ်3စားအချိုးနဲ့စားစနွေးဟင်းခတ်မုတ်စီလီနည်းနည်းထည့်ပြီးရောရေကိုတော့လူတလောက်ဖြည်းဖြည်းချင်းထည့်ပြီးပါကျမအခုထည့်ထားတာကတော့သူ့အချိုးစားထက်ပိုပြီးတော့ဆန်မုတ်ရဲ့စနွေးမုတ်ရဲ့ပူထည့်ထားတာဖြစ်တဲ့အတွက်ကြောင့်မမတင်းတင်းလေးနဲ့ဝဝလေးတော့ဖြစ်နေပါတယ်တကယ်ကလေသူ့အချိုးတိုင်းပေါ့နော်ဆန်မုတ်တက်စားကြက်သွန်မိတ်3စားပို့ပြီးတော့လဲစားကောင်းပြီးတော့ပိုလဲနူးညံ့ပါတယ်နော်ကောင်းကြီးမုတ်နေပါလေထက်ထည့်စရာမလိုပါဘူးနော်ပြီးတော့လဲမှုေးဆန်မုတ်လောက်နဲ့ပဲအဆင်ပြေပါတယ်နော်ရေကိုထည့်ရင်လေအခုအနေထားအတိုင်းပျော့လေးဖြစ်နေရပါမယ်ရေတအားနေသွားရင်လေဟင်းတို့ကမာပြီးတော့ချက်ခဲဖြစ်ပြီးစားမကောင်းပါဘူးဒီဘတ်စုံသုံးအိုးလေးကလေချက်ရလဲအရန်အဆင်ပြေပြီးတော့အခုလိုမုတ်တီလှုပ်ဆိုင်ရင်လေကွက်တီပါပဲနော်ကျမဗလော့လေးကိုကြည့်ရှုနေကြသူဆိုရင်ဒီအိုးလေးနဲ့အမြဲချက်နေရသိကြပါလိမ့်မယ်ရှင်လိုချင်တော့ဝယ်လို့ရအောင်ချင်းဝါလေးချိတ်ပေးထားပါရဲ့နော်